effortless dating လို့ခေါ်တဲ့အားစိုက်ထုတ်မှုမပါတဲ့ dating ဆိုတာဘယ်လိုမျိုးများလဲပေါ့နော်တစ်ဖက်လူကလည်းကိုယ့်ကိုဂရုမစိုက်ဘူးကိုကလည်းတစ်ဖက်လူသဘောကျလာအောင်ဘာလို့မှအားမထုတ်ဘူးဒါမျိုးကိုပြောတာလားပေါ့အဲ့တော့ကျမလက်ခံထားတဲ့ effortless dating ဆိုတာကကြတော့အရန်ကိုမှအသေးအတန်ဖြစ်နေတဲ့ desperate energy မျိုးနဲ့ဘယ် dating ကိုမှအစမပြုတာကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့လူအများစု desperate ဖြစ်တယ်ဆိုတာကရောဘယ်လိုမျိုးတွေလဲ mostly ရလေဒီလားသူတို့ desperate ဖြစ်တယ်ဆိုတာကဒီတယောက်ကိုမရရင်မနေနိုင်တာမဟုတ်ဘူးဥပမာ specific ဖြစ်တဲ့လူတယောက်ရှိရပေါ့နော်ကောင်မလေးနာမည်ကစ်လို့ထားပါတော့ကစ်ကိုမရရင်မနေနိုင်တာမဟုတ်ဘူးတယောက်မဟုတ်တယောက်မရှိပဲမနေနိုင်တာရီးစားတော်တော်ကိုလိုချင်တာပေါ့နော်တယောက်ရရင်ပြီးရောကွာအဲ့လိုမျိုး desperate ဖြစ်တာကိုပြောချင်တာပါအဲ့တော့လောကနိယာမအရာကလည်းတချို့ကိစ္စတွေက will power လိုတယ်ကိုကဒီတစ်ခုကိုမရမနေဖြစ်ချင်တဲ့ဆန္ဒပေါ့နော်အဲ့လိုအကြီးအကျယ်ရှိတဲ့အခါမှာအဲ့ဒါကိုမဖြစ်မနေအားထုတ်တယ်တားကို chase လုပ်ပြီးအဲ့လိုလုပ်ပြီးတော့အဆန္ဒပြေးဝသွားတာမျိုးရှိတယ်လို့တစ်ခါလေကြတော့လဲရာဟာတဘာဝတရားရဲ့အလိုလိုဆွဲငင်တဲ့နောက်ကိုအလိုက်တင်လေးနေရင်းနဲ့ပိုင်ဆိုင်လာတဲ့ဆန္ဒတွေလည်းရှိတယ်တအားကြီးအာကျုံးမှန်တဲ့ကြီးမလုပ်ဘူးပေါ့လေအဲ့တော့လူတွေကငယ်ငယ်တုန်းကတော့အဲ့လို will power နဲ့ will power ပိုကြီးတယ်ပေါ့အဲ့လိုမျိုးနဲ့ကိစ္စတွေကိုဆွဲငင်ကြတယ်ပေါ့တနည်းအားဖြင့်ပြောရင်တော့ desperate ဖြစ်တဲ့ energy မျိုးပေါ့လေအဲ့လိုအသေးအတန်ကြီးလိုချင်တယ်ရအောင်အားထုတ်တယ်ရလာတယ်ပေါ့ကိစ္စတိုင်းမှာဒါမှဒါပဲဒါကိုပဲလိုချင်တာဒါကိုအခုရအောင်ကိုရရမယ်မရရင်ယူမယ်အဲ့လိုမျိုးပေါ့လေအဲ့တော့ရလက်တွေကလည်းအဲ့လိုစိတ်ဆွမ်းအားကြီးတဲ့အခါမှာဖြစ်တော့ဖြစ်လာတယ်ဒါပေမဲ့လည်းပူလောင်ရတယ်စိတ်ပင်ပန်းရတယ်ရပြီးရင်လည်းအဲ့ဒါမျိုးတွေကကြမခံဘူးပြန်ထွက်သွားတတ်တယ်အဲ့တော့လေခုအချိန်မှာကျမအားပေးတာကတော့slow down လုပ်ပါပေါ့နော် date လုပ်တဲ့အခါမှာကိုလူတစ်ယောက်ကတစ်ဖက် partner ကမကြွေအောင်အလွန်အကျူးကြီးတွေအားမထုတ်ပါနဲ့တပြိုင်တည်းမှာပဲရင်ကျေးသိမ်မွေးတဲ့အပြုအမူနဲ့တစ်ဖက်လူကို respect တော့ထားရမယ်ပေါ့နော်ဆိုလိုတာက effortလုံးကြီးမထုတ်တာလည်းမဟုတ်ဘူးသူနဲ့ကိုနဲ့ဂျားမှာ conversation လေး smooth ဖြစ်ဖို့အတွက် common ground တွေကိုရွေးချယ်တတ်ရတာမျိုးနောက်ပြီးတော့ချိန်တဲ့အချိန်ဆိုလို့ရှိရင်အတိကျသွားတာမျိုးအဝတ်အစားတသက်ရက်လေးဝတ်သွားတာမျိုးဒါမျိုး effort တော့ထုတ်ရမှာပေါ့ဘာတွေကိုအချိန်လျှော့ရမှာလဲဆိုတော့အချိန်လျှော့ရမှာတွေကကိုယ့်ရဲ့ပြင်းပြတဲ့ဆန္ဒတွေပေါ့နော်တအားကြီးသူငါ့ကိုပြန်မကြွေပါမလားငါကတော့အရန်သဘောကျနေပြီသူကရောဘလို့စိတ်များထားမလဲဒါမျိုးတွေတက်မှတ်တာတွေစိတ်စောတာတွေအရန်ကိုမှအဲ့လို desperate ဖြစ်တဲ့ energy တွေအတွေးတွေကိုအချိန်လျှော့နိုင်ရမယ်အဲ့တော့ကိုယ့်ကိုလူတယောက်ကကြိုက်လာအောင်လဲအတင်းကြီးလုံမယူနဲ့ကိုယ့်ကိုကြိုက်နေရဆိုလို့ရှင်လဲဒါဟာသွေးမပြတ်နဲ့ရန်ဘဝင်လေးဟတ်မသွားနဲ့တခါတလေကြတော့လဲ dating မှာတလ2လလောက်ထိအကြောင်းမထူတာတွေရှိတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့လဲ right person right time လို့ပြောကြတာပေါ့အချိန်ခါရောက်ရင်ဖြစ်လာလိမ့်မယ်ပေါ့နော်တချို့ဟာတွေက timing လိုတယ်လောကမှာဖြစ်เสียရှိတာတွေကအချိန်တန်ရင်တော့ right time ရောက်ရင်တော့ဖြစ်လာတာပဲပေါ့နော်အဲ့တော့ကိုဘက်ကလောက်ရမှာတော့လောက်ရက်တိုင်းမှာဆန္ဒတွေတအားကြီးမစောပါနဲ့စိတ်မောရတဲ့အရာတွေတအားများနေပြီဆိုလို့ရှင်တော့အဲ့ dating ကလွဲနေပါပြီအဲ့တော့ဒါကတော့ဒီနေ့ thought of the day ကနေ share ခြင်းတဲ့အတွေးလေးပဲဖြစ်ပါတယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေရှင်